စိတ်မကြည်တဲ့လူကဒါနကောင်းမှုလုပ်ဖို့လည်းစိတ်ဝင်စားဘူးသီလဆောက်တည်ဖို့လည်းစိတ်ဝင်စားဘူးနော်စိတ်ကြီးလာတဲ့ပုဂ္ဂိုလ်ကစဉ်းစားပြီးမလုပ်ရကောင်းမလဲနောက်ဆုံးမှအိမ်မှာရှိတဲ့ဘုရားရှင်လေးတန်ရှင်းလုံးမှပဲဘုရားပန်းလဲအောင်မှပဲရေချမ်းကတ်လူအောင်မှပဲဒါနကောင်းမှုတစ်ခုလုံးအောင်မှပဲသီလဆောက်တည်အောင်မှပဲတရားအထောက်အောင်မှပဲဆိုတဲ့ကောင်းမြတ်တဲ့ပဲစိတ်ကူးစိတ်တန်းလေးတွေပေါ်လာတာအဲ့ဒီလိုပေါ်လာတာဘယ်သူကစွမ်းဆောင်ပေးတာတော့ဆိုအခုပြောတဲ့တတ္တာစွမ်းဆောင်ပေးလိုက်တာပဲဒါကြောင့်မို့ထသလိနီထက္ကရာမှာသဘာဝတရားကိုရှင်းရှင်းလေးပတ္တန်နေနစိတ်တေနဒါနံဒိဋ္ဌိတရားတရားလေးပေါ်လာလို့ရှိရင်និဝရဏတရားတွေကိုဖယ်ရှားပြစ်လိုက်တယ်စိတ်ရဲ့ပူပန်မှုတွေကိုလည်းပဲရောကျသွားစေတယ်အဲ့ဒီတော့လူရဲ့စိတ်လေးကကြီးလာတယ်ကြီးနေတဲ့စိတ်ကလေးနဲ့လူဟာဒါနလုပ်တယ်တဲ့သီလ